နောနန္ဒ၅ပါးဦးထိပ်ပန်းစင်းရဲ့ပဲခူးတိုင်းဒေသကြီးတာယာဝတီခရိုင်မိုးညိုမြို့နယ်တက်ဆွဲအုပ်စုဂျိုးပင်ဝိုင်းကျေးရွာနေအဖေဦးတန်းထအမေတော်ရမင်းသူသာနွယ်တို့၏ဒါလီမောင်ထက်မြက်ချမ်းသာ2025-2026ပညာသင်ဖြင့်တက္ကသိုလ်ဝင်စာမေးပွဲကိုထူးချွန်စွာအောင်မြင်ခဲ့သည့်အတွက်ဂုဏ်ပြုပွဲကြီးကျင်းပပြုလုပ်နေပြီဖြစ်ပါလို့ဦးတန်းထတော်ရမင်းသူသာနွယ်တို့၏ညီတို့ကြွရောက်ကြပါရန်နီးရဲ့ဝင်းမှာဆွေမျိုးမိတ်တွေကပေါင်းလို့အောင်ခင်မင်လေးမြတ်စွာဖိတ်ကြားအပ်ပါဖိတ်ကြားအပ်ပါဝါလုံးကလေးမမဝိုင်းတတ်သေးခင်ဆရာသခင်သူ့လက်ကလေးနဲ့မူးဘော်ကရွှေလာမင်းလိုဝိုင်းဝိုင်းဆက်ဆက်လက်ချချသိဝါလုံးကလေးမဝိုင်းတတ်သေးခင်ဆရာသခင်သူ့လက်ကလေးနဲ့မူးဘော်ကရွှေလာမင်းလိုဝိုင်းဝိုင်းဆက်ဆက်လက်ချချသိကာကြီးကဒီလိုွားလို့ဝိညိုအောင်ကအနန္တကြီးလူရှင်ပန်းအသွင်ပညာမှာလှသည်ဘူးဥယျာဉ်မူဘဝပြုပြင်ယူရအလားတွေဆုံးလင်းဆန်းဖြူလို့သွားတွေ့အောင်ပရင်နေတော့လဲပချိုင်ကြီးအထင်သာနဲ့ယုံလိုက်တိုင်းလှတော့ချစ်တော်ရှင်လုံးကလေးမဝိုင်းတတ်သေးခင်ဆရာသခင်သူ့လက်ကလေးနဲ့မိုးဘော်ကရွှေလာမင်းလိုဝိုင်းဝိုင်းဆက်ဆက်လက်ထပ်ခါတဲ့ဝါလုံးကလေးမဝိုင်းတတ်သေးခင်ဆရာသခင်သူ့လက်ကလေးနဲ့မိုးဘော်ကရွှေလာမင်းလိုဝိုင်းဝိုင်းဆက်ဆက်လက်ထပ်ခါတဲ့ကာကြီးကဒီလိုဝါလို့ဝိညိုအောင်ကအနန္တကြီးသူရှင်ပန်းအသွင်ပညာမှာလှသည်ဘူးဥယျာဉ်မူဘဝပြုပြင်ယူရအလှတွေဆုံးလင်းဆန်းဖြူလို့သွားတွေ့အောင်ပရင်နေတော့လေပချိုင်ကြီးအထင်မှာနဲ့ယုံလိုက်တိုင်းလှလို့ချစ်တော်ရှင်နန္နောနန္ဒ၅ပါးဦးထိပ်ပန်းစင်းရဲ့ပဲခူးတိုင်းဒေသကြီးတာယာဝတီခရိုင်မိုးညိုမြို့နယ်တက်ဆွဲအုပ်စုဂျိုးပင်ဝိုင်းကျေးရွာနေအဖေဦးတန်းထအမေတော်ရမင်းသူသာနွယ်တို့၏ဒါလီမောင်ထက်မြက်ချမ်းသာ2025-2026ပညာသင်ဖြင့်တက္ကသိုလ်ဝင်စာမေးပွဲကိုထူးချွန်စွာအောင်မြင်ခဲ့သည့်အတွက်ဂုဏ်ပြုပွဲကြီးကျင်းပပြုလုပ်နေပြီဖြစ်ပါတော့ဦးတန်းထတော်ရမင်းသူသာနွယ်တို့ညီတို့ကြွရောက်ကြပါရန်နီးရဲ့ဝင်းမှာဆွေမျိုးမိတ်တွေကပေါင်းလို့အောင်ခင်မင်လေးမြတ်စွာဖိတ်ကြားအပ်ပါဖိတ်ကြားအပ်ပါဆရာဆိုတာနာတုံးနာစေတနာမြင်နာဝရဏရဲ့ငါသင်ကြားပြတာနှလုံးသားသူပါဆရာဆိုတာနာတုံးနာစေတနာမြင်နာဝရဏရဲ့ငါသင်ကြားပြတာနှလုံးသားသူပါအတန်လေးတင်ပဲ့ပြန်ဆုံးမှာသိပ်ပါမချမ်းဘေးရန်စီကသင်ရအပူဆရာတို့ငါဗျာလက်စေဗျာထိတ်မှာဘူးကယူတင်ညွတ်ကြိုးရှိဖို့ကတော့ပါဤဆရာတငယ်ချင်းတို့မင်းတို့ငါတို့ငယ်ငယ်
ဘွားလုံးကလေးကိုတောင်ဝိုင်းအောင်မရေးတတ်တဲ့အရွယ်မှာလက်ကလေးကိုကမ်းပြီးတော့တေချာကြနာနာတင်ပေးခဲ့ရတယ်မင်းတို့ငါတို့ရဲ့ဆရာကြီးကိုဆရာမကြီးကကြီးကဆိုတာဟောဒီလိုကွာဆိုဝိညွန့်နေအောင်ကပြီးတော့တရံလို့တရုပ်တူအောင်ငါတို့တွေကိုတင်ပေးခဲ့တဲ့တို့ဆရာကြီးဆရာမကြီးအခုဆိုကြည်စမ်းမောင်ကွာဆရာကဆောင်ဝမ်းမြူခံတော့ပရေနေစီတွန့်လိုက်ပြီးအင်ပဒံအိုမင်းရင့်ရော်တဲ့အရွယ်ကိုရောက်လို့တောင်းနေကြပါဘောလားဒါပေမဲ့လေသူတို့ပြုစုပြုထောင်ပေးခဲ့တဲ့မင်းတို့ငါတို့ပင်ရံမြက်မှာဝုံဝံကြွားကြွားလှပတင့်တယ်နေတဲ့သူတို့ရဲ့တပည့်ပန်းကလေးတွေကိုမြင်တဲ့အခါမှာပိတိပြုံးနဲ့ပြုံးနေကြတာအဖြစ်အချိုင်ကြီးတွေအထင်းသားနဲ့ဘလောက်တောင်ကြည့်လို့လှလိုက်တယ်ကွာတကယ်ချင်းတို့ကြည်စားမောင်ကွာကြည်ကြစမ်းမောင်ဆရာဆိုတာနာတော့လားစေတနာနင်းနာဝရဏရဲ့ငါတင်ပြပြတာနှလုံးနာလူပါဆရာဆိုတာနာတော့လားစေတနာနင်းနာဝရဏရဲ့ငါတင်ပြပြတာနှလုံးနာလူပါအတက်လေးတင်ပဲ့မြဆုံးမှာသိပ်ပါမချမ်းဘေးရန်စီကတင်ရအဖို့ဆရာတို့ငါဗျာလက်စပြထိတ်မှမိုးကယိုတင်ညွတ်ကြိုးရှိခိုးကြောပါဤဆရာယိုတင်ညွတ်ကြိုးရှိခိုးကြောပါဤဆရာယိုတင်ညွတ်ကြိုးရှိခိုးကတော့လိုက်ပါသည်ဆရာ